2025 ခုနှစ်မတ်လ29ရက်ခြားသာပတိနေ့အပြည့်အဝတက်ဆင်ထားသည်ဒါဝိဒ်သည်ဓာတော်ကိုအဝတ်ပေါ်မှစီး၍သွားမိဟုအားထုတ်တော်လေထိုလက်နက်များကိုမစုံစမ်းသည်ဒါဝိဒ်ကဤလက်နက်တို့နှင့်ကျွန်တော်မသွားနိုင်ပါမစုံစမ်းပါသည်ဟုရှောလူအားလျှောက်၍ချွတ်ပြန်လေ၏ဓမ္မရာဇဝင်ပထမဆုံးခန်းကြီး7ငယ်39ကျွန်တော်ကဆရာတယောက်အားကစားနည်းပြတယောက်ကျောင်းစာသင်နှစ်မစခင်ရက်အနေငယ်တွင်ဇနီးတယ်မှာတာဦးလေးလွေထားရသည်စာရီစူးစားသင်ပေးနီးပြလုပ်ရင်တာဦးလေးကိုညဘက်တွေဆိုဂယုစိုက်ပေးရတာကကျွန်တော်ကိုဝန်ပိလာစေသည်အသစ်ဆက်ဆက်ဖခင်တူကိုဝန်တာမထမ်းနိုင်တဲ့စိတ်ဖြင့်ခက်ခဲနေခဲ့သည်ကောင်းတဲ့ဖခင်မွန်းတဲ့ဆရာနီးပြဖြစ်ဖို့ခက်ခဲပါသည်ခြေကုန်လက်ပန်းကျနေခဲ့သည်အားကစားလက်ကျင့်ကန်တိုင်းရဲ့အစုံမှာတူဦးအတွက်အာယုံထားဆူတောင်းခြင်းမျိုးကျွန်တော်တို့လုပ်ကြသည်ဒီနေ့ကျွန်တော်အားကစားသမားတွေကကျွန်တော်အတွက်ဆူတောင်းပေးပြီးကျွန်တော်အားကျေးဇူးတင်တဲ့အကြောင်းနဲ့ကျွန်တော်အလုပ်တွေတတိမပြုတာမဖြစ်သွားကြောင်းပြောပြကြသည်ကျွန်တော်ကျောင်းသားတွေကကျွန်တော်ရဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်လုပ်တဲ့အရာဘာကြောင့်လုပ်ကြောင်းသတိရစေသည်ယနေ့ဖတ်ရသည့်ကျမ်းစာတွင်ဘုရားသခင်ကကျွန်တော်တို့၏အခွင့်အခါဘုရားသခင်ကကျွန်တော်တို့ကိုခေါ်ရသည့်ရည်ရွယ်ချက်ကြောင့်ကျွန်တော်တို့အားတက်ဆင်ပေးထားပြီးဖြစ်ကြောင်းစိတ်ချစေနိုင်သည်ကိုသတိပေးထားသည်ကျွန်တော်တို့တယောက်စီမှာတီးခြားဖြစ်သည့်အကြောင်းတွေစွမ်းအားတွေဘုရားသခင်ထံကဆုကျေးဇူးတွေရှိကြပါသည်139ခုမြောက်သောစာနဲ့အပိုင်းငယ်14ကကျွန်တော်တို့အားကြောက်မက်ဖွယ်ထူးဆန်းသောလက္ခဏာများနှင့်ပြုလုပ်ထားကြောင်းစိတ်ချမှုရစေသည်ဘုရားသခင်ကကျွန်တော်တို့လူသားကိုပေးထားပြီးထိုမှာကျွန်တော်တို့အားမြင်နိုင်ဖို့ဘုရားသခင်ကိုစိတ်ချနိုင်ကြပါသည်စင်ကြင်ရန်ကျွန်ုပ်ခီးလန်းအတွက်ဘုရားသခင်ကကျွန်ုပ်ကိုတက်ဆင်ပေးထားကြောင်းကျွန်ုပ်စိတ်ချမည်အာယုံပြုဆုတောင်းရန်ဘုရားသခင်မဆာမှုကိုစိတ်ချမှုရှိရန်အတွက်ဆုတောင်းချက်ဟိုဖာတက်ဆင်ပေးသည့်တိချာဆုကျေးဇူးများနှင့်စွမ်းရည်များကိုသုံးတတ်ရန်မဆာမှုပါအာမင် Delton Hayes Kansas USA